လို့အခု9ရက်မှာနော်တခါကြာလို့ဆိုရင်9ရက်မှာတရက်တော့မလွယ်ဘူးနော်တမနက်စာတနေ့တစ်ဝက်စာတော့မလွယ်ဘူးနော်အေးပတ်တီကလေးတော်တော်မှန်နေတယ်သိလားဒါမဲ့တင်ခွက်ဆိုတာဆရာကသူကစေတနာနဲ့လုပ်ပြီးတယ်ဘယ်လိုလဲဆိုတော့ပတ်တီကြတော့တဲလေးရဲ့အခုနှစ်တစ်လုံးပတ်မယ်ဆိုလို့ဆိုရင်ကွယ်နှစ်ထိတ်နှစ်ဘိတ်ဆိုကွက်20ဖြစ်သွားပြီတကွက်5ဘတ်ဆိုလို့ဆိုရင်တွက်ကြီး200ဖြစ်သွားပြီအေးတကွက်5ဘတ်ဆိုရင်10ကွက်ဆို50 100ဖြစ်သွားပြီဟုတ်လား100ဖြစ်တဲ့ခါကျတော့အခုသူကအဲ့နင်အကွက်20ထိုးရမယ်နဲ့အမဆို3ကွက်လေးလုပ်ပေးလိုက်တယ်3ကွက်ဆိုတော့အာရော့သွားပြီလေ18ကွက်19ကွက်ရော့သွားပြီ3ကွက်ဆိုလည်းကွာတကွက်ကို5ဘတ်ဆို30ပဲစီတော့မယ်အဲ့ကြောင့်ဖွားတင်ကွက်ကိုလေတိတ်ပြီးတော့ဟိုနေမဖြစ်ဘူးမမှန်ဘူးလားပြောတော့လေမှန်တယ်နော်တဲလေးတို့လိုက်ကိုဖွားလိုက်ကိုအမြဲကြည့်နေတဲ့လူဆိုသိတယ်နော်ရဘူးနဲ့လူဆိုသိတယ်အဲ့ဒီလောက်ထိဖွားအားမတာဘူးတင်ကွက်ကိုလေဖွားအားတာတာဒီနှစ်ရှစ်လေးကိုအားတာတယ်နှစ်ရှစ်လေးကိုအားတာတယ်ဆိုတာဘာဖြစ်လို့လဲသိလားဖွားတို့ကြတော့လေစရင်စရာနိုင်တယ်ပတ်တီပြောပြပါအောင်တဲ့ပတ်တီနေကုံစာတဲလေးနှစ်ရှစ်လေးတဲလေးအဝေးဆုံးအချစ်နဲ့လွမ်းနေမယ်နှစ်စစ်လေးနော်တဲလေးနော်တင်ကွက်အေးပတ်တီနေကုန်စားနှစ်စစ်လေးမှာနှစ်နဲ့ပတ်သက်ရင်3ကွက်နှစ်ရှစ်နှစ်3ညနှစ်1ရှစ်နဲ့ပတ်သက်ရင်ရှစ်4ရှစ်9ရှစ်3ည4နဲ့ပတ်သက်ရင်4 6 4 9 4 3မမီလာတဲလေးမမီပြန်ခေါ်ပြမယ်နော်အားကြောင့်သူဒီပတ်တီကြတော့အခုဖွားပေးတဲ့ကနန်းနော်ပတ်တီးပဲဖြစ်တင်ခွက်ပဲဖြစ်နော်မနေ့ဘက်ကိုရသွားပြီဆိုလေညိန်နေလိုက်အေးပြန်ခေါ်ပေးမယ်ဟုတ်ပြန်ခေါ်ပေးမယ်ဖွားငယ်တော့စကားပြောမြန်လို့ဘူးကနားမလဲအခုကြီးလာလို့လေးသွားတာမင်္ဂလာပါကျေးဇူးပါဖွားရေးတယ်ပြန်ခေါ်ပေးမယ်နော်တဲလေးနော်အသေးတုံးလေးရေဒီနေ့နေကုန်စာပတ်တီးနော်တလုံးချင်းချင်းခေါ်ပေးမယ်နှစ်ရှစ်လေးနှစ်နှစ်ရှစ်လေးနော်တဲ့လေနှစ်ရှစ်လေးမမိပြီလားတဲ့လေနှစ်ရ8ရ4ရနော်နှစ်နဲ့ပတ်သက်ရင်တင်ခွက်3ခွက်ရှိတယ်နော်နှစ်8နှစ်3ညနှစ်1နှစ်8နော်တဲ့လေနှစ်နဲ့ပတ်သက်ရင်တင်ခွက်3ခွက်ရှိတယ်နော်နှစ်8နှစ်3ညနှစ်1နော်ပတ်တီမလိုင်းနိုင်တဲ့သူတွေအတွက်နော်ရှစ်နဲ့ပတ်သက်ရင်ရှစ်4ရှစ်9ရှစ်3ညနော်အသေးလေးရှစ်4ရှစ်9ရှစ်3ည4နဲ့ပတ်သက်ရင်4 6 4 9 4 3နော်ခုနပတ်တီ3လုံးတွေကနေနော်ပတ်တီမလိုင်းနိုင်တဲ့အသေးလေးတွေအတွက်နော်တစ်လုံး3ခွက်ပြတ်တင်ထားပေးတယ်3ခွက်ပြန်စစ်ထုတ်ထားပြီးတော့ဗောနော်အကောင်ဆုံးဖြစ်နိုင်ချေများတဲ့ဟာကိုဆရာပြန်စစ်ထုတ်ထားပေးတယ်ဒါပေမဲ့ထွက်မထွက်တော့မသိဘူးဖွားပေးတဲ့ကနန်းတွေပေါက်တယ်ဖွားမှန်တယ်ဆိုပြီးတော့အော်မထိုးနဲ့နော်အော်ထိုးရင်ဒုက္ခရောက်ကိုရောက်မှာဖွားရောက်မှာမဟုတ်ဘူးနော်ဟုတ်ကဲ့ပါဒုက္ခရောက်ကိုရောက်မှာနော်ဖွားလာခဲ့မှာမဟုတ်ဘူးနော်တော်တော်ကိုပဲခဲ့ရမှာဖွားအမှန်တိုင်းပြောတာအလဲကားပဲလက်ယူကနန်းကိုအလဲကားပဲလက်ယူဖွား messenger ကိုခေါ်တယ်ဆိုတာလေတဲလို့တွေကပတ်စံယူဖို့လည်းမဟုတ်ဘူးပောက်ပေးလို့ဖို့လည်းမဟုတ်ဘူးเนาะပောက်လိုက်ရင်လည်းအားနိုင်ပြီးတော့မဟုတ်ပေးစရာမလိုမဟုတ်ပေးနေစိတ်ဆိုးတယ်တော့မယူဘူးเนาะဖွားကျင်납ပြီးဖွားကိုမစင်ကားရတယ်ဖွားကျင်납ပြီးအေးဖွားစီမှာထိုးဖွားကိုမစင်ကားရတယ်မထိုးချင်လို့တခြားမှဟုတ်လားတချို့ကြတော့လည်းဘန်ကမရှိဘူးတချို့တွေကြတော့လည်းအဆင်မပြေဘူးငွေလွှဲရတာတချို့တွေကြတော့လည်းတပတ်ပြီးနေသူတို့အချင်းချင်းတွေသူတို့ထိုးကြတာစီတယ်ဖွားတို့ကြတော့ငွေကကျူတင်လွှဲရတာဆိုတဲ့ခါကျတော့ခဏန်းဖို့တာနဲ့ငွေလွှဲဆိုတော့အဆင်မပြေဘူးလေအဲကြောင့်မို့ဖွားမစင်ကြမှာဖွားစီမှာခဏန်းလက်ယူတော့ဖွားစီမှာမထိုးလဲမျက်နှာလည်းမပူနဲ့အားလည်းမနာနဲ့မဟုတ်ဖို့ပေးလည်းမယူပေးစရာလည်းမလိုဘူးเนาะပေါက်ပေးလည်းမယူမပေါက်ပေးလည်းမယူเนาะအဲ့ဒါစကားအကုန်ပဲစကားအကုန်ပဲအဲ့ဒါကုန်တာစကားမရှိတော့နော်တဲလေးတို့နော်ရပြီလားရတဲ့လူတွေယူတာနော်မရတဲ့လူတွေပြောဖွားလိုက်ရှင်ဆင်းမယ်ဟယ်လိုအမရေခေါင်းမခေါ်မိတယ်ညီမလေးရေဘာဖြစ်လို့လဲမရေ
အဲ့ဒီချဲထိုးတဲ့လူတွေကလေတော်တော်ယူသားတယ်ဒီလားအမလိုလူမျိုးစားပါတယ်တဲ့6ကြီးမှစားပါတယ်ဒီခစ်ကြီးမှအမလိုလူမျိုးစားပါတယ်ဒီခစ်ကြီးမှတဲ့ဟုတ်ကဲ့ပါတဲလေးမမှန်ကန်ကန်ပဲလုပ်တယ်ဘဘကမမှန်ကန်ကန်ပဲသူများကလည်းကားမယူဘူးနော်ထိုးသားတွေကနစ်နာတဲ့ဘဘထိုးသားဘက်ကနော်ဘဘကထိုးသားဘက်ကဘဘလေးချဲရောင်းလာတာလေဟိုစီးပွားစားလုပ်တယ်နဲ့ဘဘချဲရောင်းလာသေးလားထိုးသားတွေကနစ်နာတတ်ဒီလားအဲ့ဒါလေလူပေါ်လူကြောဗါလဲမြတ်ခုံမွေးပေါ်မှာဈဉ္ညာဆောက်ကျင်တဲ့လူတွေကလေလူပါဝါတတ်ထိုးသားတွေကခံရတတ်ပြောငါ့တမန်လက်ထိုးငါနဲ့ဖူတမန်လက်ကလောပြောင်းနေနဲ့ဖူဖူပြောင်းသွားတမန်ကိုလက်ထိုးမဲ့အစီနဲ့ကတော့မမရေးတဲ့အခုပါပေးလဲမမတဲ့ပြန်ပြောမယ်တဲ့လေးခဏန်းတစ်ချက်လောက်ပြန်ပြောပေးပါလားတဲ့ပြောပေးမယ်တဲ့လေးနော်ခဏလေးဒီမှာတမန်ပိုးလာတဲ့ချက်တင်လိုက်အောင်မမေ့သွားမယ်ပြောပေးမယ်နော်တဲ့လေးအလုံးမအားရတည်တယ်နော်ဘဘပြောပေးမယ်အခုပဲဒီနေ့နေကုန်းစားပတ်တီနော်တဲလေးရေးမှတ်ထားနော်မေ့မယ်နော်ဘဘခဏကြာလိုက်ရှင်တော့မယ်လူကြလာပြီဒီမှာမခင်တော့ဘူးဒီနေ့နေကုန်းစားပတ်တီက23ရက်နေ့နော်2ရက်8ရက်4ရက်284 284 2ရက်8ရက်4ရက်နော်284 2ရက်8ရက်284 284မှာမှပတ်တီမလိုက်နိုင်တဲ့သူတွေအတွက်နော်နှစ်နဲ့ပတ်သက်ရင်3ခွက်တင်ခွက်ထုတ်တာပြီးတယ်8နဲ့ပတ်သက်ရင်3ခွက်ရှိတယ်နော်4နဲ့ပတ်သက်3ခွက်ရှိတယ်အဲ့ဒါနှစ်နဲ့ပတ်သက်တဲ့3ခွက်ကိုရင်ခေါ်ပေးမယ်နော်နှစ်နဲ့ပတ်သက်တဲ့3ခွက်ဆိုရင်တဲလေးရအမှတ်ထားနော်28နော်28 23ည21နော်နှစ်နဲ့ပတ်သက်တဲ့3ခွက်ကုန်ပြီနော်28 23ည21 28 23ည21နော်အခု8နဲ့ပတ်သက်တဲ့တစ်လုံး3ခွက်ခေါ်ပေးမယ်နော်စစ်တဲ့ပတ်သက်တဲ့ဟာဆိုရင်8489 83ညနော်စစ်နဲ့ပတ်သက်တဲ့ဟာ3ခွက်ခေါ်ပေးမယ်နော်8489 83ည8489 83ည4နဲ့ပတ်သက်တာ3ခွက်ခေါ်ပေးမယ်464943 464943 464943အဲ့ဒါကုန်ပါပြီနော်ကုန်ပြီမှတ်မိပြီလားမမှတ်မိပြန်ပြောခေါ်ပေးမယ်နော်အဲ့ဒါကိုလာသေးတယ်သေးလားတချို့ကလေတချို့ကနန်းရောက်စားတဲ့အကောင့်တွေကလေဘာလဲလောက်လဲသေးလားပေါက်ပေးတွေယူတမ ्या စီမှာမတရားတွေယူနော်ထိုးသားတွေကိုလက်ပြီးညှစ်တဲ့ကောင်တွေကလေဘာလဲလောက်လဲသိလားဒီကနန်းနေပေးနေတာလည်းနေစရာလားတဲ့ကျမယောက်ျားကိုပြောလို့နော်ဖောက်ဖောက်လည်းပြောလို့စရင်လေတခါတည်းငါတရားတွေကကလော်ချလိုက်မှာဖုံနေရတယ်ဟိုနှစ်ထိပ်ပါကြုံသွားဘာလဲနေရတဲ့ကတစရာကြီးလောက်ပြီးတော့ဒီကနန်းနေပေးတယ်နေတွေ့တာတဲ့ငါတို့ကျေးဇူးတင်ပါတယ်ရှင်တဲ့ဖွားတို့စားလုပ်ထရတဲ့နော်ဖွားတို့ဆရာပေးတယ်လို့ပဲပြောတယ်ဖွားတို့ချေတီတူးတီနားလဲတာမဟုတ်ဘူးဖွားတို့ရောင်းနေဆိုတာအများကြီးပဲအဲ့လိုလူတဲ့အေးဖွားတို့ဒီတူးတီရောင်းနေဆိုတာနော်ဖွားတို့ကစီးပွားအရာပဲဖွားတို့လောက်တာနားမလဲဘူးဆိုတာဗာလဲကိုကထိုးတာမဟုတ်ဘူးကိုဝါသနာလည်းမပါဘူးဖွားချဲရောင်းတဲ့သေးတော့မယ်နော်ဖွားချဲမထိုးဘူးဖွားဆဲအဲ့လိုမျိုးအဲ့ဒါကိုလာပြီးတော့ဗာလဲပြောလိုက်သီလားအဲ့ဒီကနန်းရောင်စားတဲ့ပေါက်ပေးတွေသူများစီမှာတကွက်2000 3000ပတ်စံကြိုကောက်ပြီးတော့လေမပေါက်တဲ့ခါကျလို့စရင်ပတ်စံပြန်လွှဲပေးတယ်နေမပေါက်ပတ်စံပြန်လွှဲပေးတာဟုတ်တယ်လေသူများ2000 3000ဝယ်တာနဲ့ဟာသူများဟိုမှာတတင်ထိုးတာဘယ်လောက်တတင်ထိုးတာနေပြန်ကျော်လို့လားထိုးထွက်ရမယ်အဲ့ဒါဖွားတို့မကောမန့်အောင်မှလည်းရေးတယ်ဗာလဲရေးသေးတာဒီကနန်းနေရတဲ့ပေးနေတာလေနေတွက်ထားတဲ့ကနန်းလာတယ်ငါတို့စားလို့ထဲကပြောထားပြီးသားဒီကနန်းငါတို့ကနန်းနဲ့တွက်မတက်ဘူးငါတို့ချဲရောင်းတာတမျိုးပဲငါတို့မတွက်ဘူးငါတို့သူများပေးလို့ဆိုစေတနာနဲ့ငါတို့ဆရာပေးလို့ငါတို့ဆရာကြီးမှာငါတို့တောင်းပေးတာအဲ့ဒါပြောထားပြီးသားသူတို့ကကနန်းရောင်းစားတဲ့ကောင်တွေလေကိုကအဲ့လိုလက်ပြီးတော့သူမကြိုက်ဘူးလေကိုအေးမကြိုက်ဘူးဘာဝရတယ်လေတော်ပြီပေါ့ကော်မရှင်ရောင်းလေနေကော်မရှင်ရပြီနေတော်ပြီပေါ့အဲ့လိုမျိုးသူတို့ကမတော်ဘူးကော်မရှင်လည်းရောင်းတယ်ကနန်းလည်းရောင်းတယ်အမှန်ပါတဲ့အများကြီးပဲအဲ့လိုလူတဲ့အမှန်ပါပဲတကယ်ပဲအဲ့လာပြီးတော့ဟိုအောက်မှာလာကြိုက်တယ်ဒီလားအကောက်အောက်မှာလာကြိုက်တယ်ငါဘယ်သူပဲပေးပေးငါတော်တော်မတော်တော်ဘယ်သူပဲပေးပေးမပေးစားလွှင့်တရားနဲ့ပြောပြီးသားကိုလူဟောင်းလို့ဆိုအကုန်သိတယ်ဆရာပေးတယ်ကိုဆရာပေးတယ်ဆရာစီကတောင်းပေးတယ်ပြောပြီးသားကိုလိုလူကဒါမျိုးလည်းမတော်တတ်ဘူးကိုထောင်တာဘာဝါသနာပါလို့ဒီဥစ္စာကို
လုံနေတာမဟုတ်ဘူးဝါသနာလည်းမပါဘူးထိုးလည်းမထိုးတတ်ဘူးထိုးလည်းမထိုးချင်ဘူးနော်နားလည်းမလဲဘူးကုန်မစင်လို့ချင်လို့ရအောင်လားခွေးကြိုက်တာမခံနဲ့အမှန်ပဲအေးလို့အဲ့ဒါကြာပြီအဲ့ဒါเพราะว่าအဲ့အကိုဖြစ်လို့ तू ကတင်းကြီးခံနေပြီလားဖွားဆိုမရဘူးဗာနေ့ထမင်းအိုးငါရိုက်ခွဲလိုက်လို့လာမိလိုက်မယ်မင်းလည်းရေကွဲသေးလေးတို့တရားထဲတောက်ကုန်လားဟုတ်လားတဆာပေါ့ကိုကဒီမှာတမအလက်ကားပေးတဲ့လူပြဿနာလက်စားနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကမနာလို့စိတ်များလို့မတိုးတက်တာဆဲတဲ့နေရာမှာလဲကိုလူတွေပဲတဲ့အေးလို့ဘယ်နဲ့စပေးလဲပြတယ်စစ်စပေးတယ်တခါကျရင်လာတယ်သိလားတစ်တော့တုံးနေတယ်နော်ဒါကတော့မနေ့ကပြဿနာတက်တဲ့လူပြောတာမဟုတ်သူများ comment အောက်မှာလာပြီးတော့ကနန်းလေးလာပြီးတော့လူလာခေါ်တယ်ကိုကကိုအရေးချင်းနဲ့ကိုသွားလေဘာပြောတာကိုကနန်းပေးချင်းတယ်ကိုလိုက်လွှင့်လိုက်သူများ TikTok အောက်မှာတော့လာရေးနိုင်တယ်ဆိုသူ့မှာအကောက်စီပြီးသားလေလိုက်လွှင့်လိုက်ပေါ့ငါစီမှာအလဲကပေးတယ်ငါစီမှာရအောင်တယ်လိုက်လွှင့်လိုက်ပေါ့ဘာလို့သူများအောက်ကသူများလူတွေလက်ခေါ်တာလဲဘာစိတ်တူတယ်တော့လူတွေခါကြရင်အမျိုးမှနေလဲဗျာတဲ့ဩဘယ်မျိုးမှနေလဲဗျာမေးတာလားဘန်ကောက်မြို့ထဲမှာတဲရီတော်ပြီပေါ့တော်ရုံတက်ရဟိုကထိုးသားတွေမပေါက်တဲ့ခါလဲခံရပေါက်တဲ့ခါကျတော့လဲဟိုကော်မရှင်ကအမုတ်ဘူးလို့ရှင်တာနဲ့ပြီးကြရင်ပေါက်ပေးရတာနဲ့ပြီးကြရင်ကြိုးတင်တွင်းထားတယ်နဲ့ဘာတော့ကြံတော့အယိုးပဲစီတော့တယ်တရေကုန်ပဲကြံတယ်အသားမစားရတော့ဦးမပေါက်တာကထားပါတော့နှလုံးပေါက်သွားတယ်300ဘူးပေါက်သွားတယ်မမအကောက်ပေးလေတယ် TikTok မှာ Messenger မှာ link ချတာတဲ့တဲလေး Messenger မှာ link ချတာတဲ့ Messenger ဝင်လာခဲ့ TikTok မှာနော်အပေါ်ဆုံးမှာ link ချတာတဲ့ Facebook link ချတာပေးတယ်အဲ့ဒီကိုဝင်လာဝင်မတက်ရင်တဲလေးတို့ကြွားကို Messenger ချက်ပေါက်မှာပို့လာဖွားအားအပ်ပြီမယ်မမရေးတဲ့ခဏလေးပြန်ပြောပြပါလားပြောပေးမယ်တဲဒီနေ့နေကုံစာပတ်တီ284နော်284မှာနှစ်နဲ့ပတ်သက်ရင်တင်ကွက်3ကွက်ရှိတယ်နော်28 23 21 28 23 21 28 23 21စစ်နဲ့ပတ်သက်ရင်တင်ကွက်3ကွက်ရှိတယ်84 89 83 84 89 83 84 89 83လေးနဲ့ပတ်သက်ရင်46 49 43 46 49 43 464943တင်ကွက်နဲ့3ကနန်း3လုံးက284ဟောလား284မှာ2နဲ့ပတ်သက်ရင်3ကွက်တင်ထားပြီတယ်စစ်နဲ့ပတ်သက်ရင်3ကွက်တင်ထားပြီတယ်4နဲ့ပတ်သက်ရင်3ကွက်တင်ထားပြီတယ်မနေ့ကအဲ့လိုပြန်စစ်ထုတ်ပြီးတင်ထားနေပြီတဲ့ကနန်းကတဲလေးတို့ရကုန်တာလေမနေ့ကဖွားလိုက်တယ်မှာရတဲ့လူတွေအဲ့ဒီကပေါက်ကုန်တာဒါမှတင်ကွက်ဟိုတော့ဖွားအဲ့လောက်ထိအနေမဖြစ်ဘူးဖွားအဲ့ဒီပတ်တီပဲပတ်တီဆိုတာဖွားတို့ကမှတ်ထားတာမနဲ့ပါကြိုက်တာလေတဲ့ဖွားကြိုက်မသိဘူးဖွားဘာမှမကြိုက်ဘူးဖွားချဲမထိုးတော့ဖွားမကြိုက်ဘူးဘာမှအဲ့ဒီဖွားပေးတဲ့ကနန်းကြိုက်ထိုးကြဖွားချဲမထိုးတော့ဘာကြိုက်လဲဆိုတာလည်းမသိဘူးဘာဖြစ်လို့ဆိုတော့ဖွားတွက်လည်းတွက်မတတ်ဘူးလေချဲကိုလည်းဖွားဝါသနာမပါဘူးဖွားစီးဝါအရသာလောက်တာဒါအဲ့ဒါအပွင့်လုံးပြောတာဘာအခွင့်တလုံးမလာလို့ကတော့သူများတအော်ထဲလို့မလာလို့သူများဒုက္ခရအောင်မနေ့ကတယောက်လာရေးနေအောင်နေတယ်ကိုတလုံးသိကြပြီကိုတလုံး1000မို့ထိုးရတယ်အဲ့ဒီဖွားအောက်ကဖလန်ကလည်း1000ဖိုးလိုက်ထိုးမယ်တဲ့ဟောသူများဒုက္ခရအောင်မနေ့ကိုမထွက်ဘူးလေတနေ့ကုန်အဲ့ဒါဖွားလည်းစိတ်တူလို့နေကိုတလုံးကအခါအောက်မှာနေလာရေးနေမထွက်နေကြော်မှာလားသူများ1000မို့ထိုးမယ်မထွက်နေအိတ်ထိုးရတဲ့1000နေပြန်ကြော်မှာလားလို့အဲ့မနေ့က fight ကြကုန်သူလဲသူဝါသနာနဲ့သူပေါ့နော်ဟုတ်တယ်တဲ့ခွန်တုံညာကြိုက်တယ်လောက်ပြန်ပြီတွေ့လားခွန်တုံလို့စောနိုင်နဲ့ခွန်တလုံးကတော့ပြောင်းနေတယ်သူကသူပြောင်းမပြောင်းသူထွက်ချင်တာထွက်နေတာစကားရမနေ့ကတွေ့လားပြီးကနေမှဘာလောက်သွားတာတွေ့လားပါလဲ9-6နဲ့တနေ့ကိုညိပြီးမှတွေ့လားအိုးပြီးကနေကနန်းရက်တော့မဲ့အချိန်ကျမှ9-3ညပြန်လောက်တော့9-6ပြန်ဆင်းနေတွေ့လားဒုက္ခပြီးတယ်သူများတကားဘူးပါမအတီပြောလို့မရအသေးတို့ကြီးထိုးချင်တာထိုးဝဲချင်တာဝဲဒါမဲ့ကိုကအခုဖွားပေးတဲ့ခဏလေးတွေကတော့ပတ်တီကတော့မပါမပြီးနော်ပတ်တီကတော့ပါကိုပါတယ်မနဲ့မပါညမပါမနဲ့ပါပြီးတော့မနဲ့ခင်းထွက်သွားပြီးညနေကျတော့ပြင်းပြေလာပဲကိုအဲ့ဒီ3လုံးကလေဖွားပြောမယ်နော်အဲ့ဒီ3လုံးတော့မှတ်ထားတော့တဲလေးကြီး284နော်ပတ်တီ3လုံး284ဟုတ်ပျောက်တဲ့ခဏလာရင်အပူးလာတတ်တယ်နော်လေအေးလို့ပျောက်ကနာခွန်ဆရာကြီးဟောပျောက်ကနာငါကျောင်းထဲငါအဲ့ဒီငါရည်တဲ့ဖန်လှုပ်မှကြည့်တာအဲ့ဒီငါတော်တော်ဝါစားချင်းလေငါပြောင်းနေစုံခွေလိုက်နေတာလားစုံခွေလိုက်နေတာမလာသေးဘူးတဲ့အေးတဲလေးရေအဲ့ဒါဟိုက
စင်ကျင်ပြီးတော့ထိုးဟိုဆရာကပေးကောင်းဒီဆရာကပေးကောင်းအကုန်ထိုးထိုးသားပလက်လာနေဆိုတာအဲ့ဒါပြောတာကိုကတယောက်ဆိုတယောက်ပဲကိုလိုက်နော်တယောက်ဆိုတယောက်ပဲကိုဝဲလေးလာလိုက်ကိုတယောက်ဒီတယောက်မှန်တယ်ဆိုကိုလေးလာပြီးတော့ကိုမှန်တယ်တယောက်ပဲကိုလိုက်နော်အော်ဒီဆရာပေးတယ်အခုတနင်္ဂနွေတနင်္လာအင်္ဂါလွဲသွားပြီး2ရက်ဆိုကိုစိတ်တည်းမငြိမ်တော့ဟောလည်းကိုဆုံးတယ်လေငါတော့ကပေးလို့ရေတောင်တောက်ရတော့မယ်ဗျာတဲ့ငါတော့ကပေးလို့ရေတောင်တောက်ရတော့မယ်ဗျာတဲ့ငါတော့ကပေးလို့ရေထောင်းတောက်ရတော့မယ်ဗျာတဲ့ဟုတ်တယ်တဲ့ကိုကတနင်္လာအင်္ဂါကိုမရတော့ဆိုကိုကဆုံးပြီလေထိတာပြီဒီဆရာလည်းရင်တော့ပေးတယ်မှန်တော့ကိုကလည်းထိုးနေတယ်လေကွယ်ထိုးနေတဲ့ခါကျတော့မထွက်ဘူးကွယ်တနေ့လာအင်္ဂါထိဗုဒ္ဓဂုနေ့ထိကိုတောက်ခါနေတယ်မထွက်သေးဘူးပတ်စံလည်းတော်တော်ပါသွားပြီဆိုရင်စိတ်တွေကဆုတ်လာပြီစိတ်တွေကများလာပြီဟိုဆရာကြီးပြေးလိုက်ဒီဆရာကြီးပြေးလိုက်ဟိုဆရာကြီးပြေးလိုက်ဒီဆရာကြီးလမ်းပတ်ဆတော့ကောင်းကိုနေရာမှာကိုမထိုင်နေမနဲ့လိုက်ပတ်လေတော့ခဏလေးရလာတော့တောင်းကြီးနဲ့တလုံးပြေးပဲရလာတော့ထိုးတဲ့ခါကျတော့ဟိုခါတဲ့အဲ့ဒါပက်လက်တွေလာမြဂျုံးလေးပါပြစ်ကုန်ဘိုးမကျော်ပတ်တီလေတလုံးပေးရနော်တလုံးနဲ့ပေးတာဘိုးမကျော်ပတ်တီကလေတလုံးပေးရဟိုတနေ့လာနေတူပြီးဇာထိုးနဲ့ပေးရအင်္ဂါနဲ့လေတလုံးစင်သွားတလုံးမပေးရဘိုးမကျော်ပတ်တီတလုံးဟုတ်လားအေးဘွားတို့ဆရာပေးတယ်ကြမ်းဘူးမကျော်ပတ်တီလေးတလုံးပေးတာလေကြမ်းဟုတ်လားသူတို့အဲ့လိုဆက်ဒီဆက်လုံးလို့လည်းမရဟိုဆက်မလုံးနဲ့နော်နောက်ပတ်ကြလို့ရှိရင်လေမှတ်ထားနော်ဘွားပြောမယ်ဒါပေမဲ့အဲ့ဒီဖူးမကျော်ပတ်တီတို့ဘာလို့ဆိုတာလေဘွားဆရာကလေဘွားအားရတယ်9နာရီကဘာထွက်လဲမမားတဲ့ဖိုးလေးချက်ကြည့်ပြန်ဘွားပြောပြမယ်အဲ့ဒီဟူးမကျော်ပတ်တီတို့အခွေတို့ဘာတို့ကြတော့လေဆရာက၄ကတ်စီတယ်၄ကတ်စီတဲ့ခါကျတော့ကိုတရားတပည့်ဆိုတော့ဘလို့လဲအဲ့ဒီအကတ်တွေ၄ကတ်ကြတော့ဆရာရဲ့စားဝတ်နေရေးအတွက်ကိုကထားပေးရတယ်ကိုကတပည့်ဆိုပြီးတော့ဆရာကလည်းပေးတယ်ကိုတပည့်ဆိုတော့ဟုတ်လားအကောလုံးပေးတဲ့ခါကျတော့သူ့အတွက်ကြတော့အဆင်မပြေတော့ကိုကအလေက4နှစ်3ည3နဲ့သေးရေပတ်တီမွေပတ်တီပေးပါလားတဲ့တပတ်စာတဲ့တပတ်စာပတ်တီလားအဲ့ဒါအဲ့ဒီကိစ္စဘွားပြောရှစ်ပါရှစ်ထိတ်ရှစ်ပဲအဲ့လိုယူအဲ့ဒါလေရှစ်ပါစကူဘက်ပဲယူမှာဆရာကျတော့အဲ့လိုမျိုးတပတ်စာမွေကွက်တို့တပတ်စာမွေကွက်တို့တပတ်စာပတ်တီတို့နော်တပတ်စာမပြောက်ပတ်တီတပတ်စာမွေကနန်းပြီးနောက်ခါကျဖူးမကြော်ပတ်တီသူပေးတယ်ဒါပေမဲ့ဘွားကျတော့လေအဲ့လိုမျိုးတွေယူလာပြီးတော့ဒီမှာအလဲကားလက်ပေးတဲ့ခါကျတော့လေဟုတ်တယ်မွေးပေးမယ်တဲ့အဲ့လိုလက်ပေးတဲ့ခါကျတော့ဘွားဆရာတော့ကျတော့လေနစ်နာတယ်တိလားဘာဖြစ်လို့ဆိုတော့ तू ကလည်းပတ်စံတောင်းတာမဟုတ်ဘူး तू စီမှာတက်ယူတယ်လို့ဆို तू ညံပူစော်ကပေးတယ်လေပေးတဲ့ခါကျတော့ကိုကဒီမှာအလဲကားလက်ပေးတဲ့ခါကျတော့ဆရာတော့ထိခိုက်တယ်လေအဲ့ဒါကြောင့်ဘွားမတောင်းပေးတာအလဲကားရတဲ့ဟာပဲဘွားကျင်တက်ပြီးတော့ဒီမှာလက်ပေးတာဆရာအလဲကားပေးတဲ့ဟာလည်းဝင်နေတယ်လေဒါပေမဲ့ဟူးမကြော်ပတ်တီလည်းရှိတယ်နော်ဆရာစီမှာတပတ်စာမွေးခဏလည်းရှိတယ်နော်တပတ်စာမပြောက်တလုံးလည်းရှိတယ်နော်သူပေးတာအဲ့လိုဘွားအားနာလို့ဘာဖြစ်လဲဆိုကိုဆရာဆိုတော့တလုံးပဲအမတဲ့တလုံးပဲလာမတဲ့ဟူးမကြော်ပတ်တီတလုံးပဲပေးတယ်ဆရာတလုံးပဲအခုပြီးခဲ့တဲ့ပတ်အခု4တလုံးကျသွားတာလေဟူးမကြော်ပတ်တီအင်္ဂါနေ့ကထွက်သွားတာလေအဲ့လိုပေးတာမှန်တယ်တအားမှန်တယ်အဲ့ဒါကကောင်းတယ်စားတူနဲ့လိုက်မယ်တဲ့အဲ့လိုပေးတာလိုက်ခိုင်းတာအဲ့ဒါ तू ကအဲ့လိုမျိုးစားတူနဲ့လိုက်ခိုင်းတာတင်းလင်းလာနေမထွက်ဘူးဆိုရင်အင်္ဂါနေ့ကိုတင်ထိုးလိုက်အခုကတင်းလင်းလာနေရတော့မထွက်ဘူးအင်္ဂါနေ့မှထွက်သွားတယ်အဲ့ဒီတော့တလုံးမပေးတာတလုံးမပေးတယ်ဆရာကအများကြီးမပေးဘူးအဲ့ဒီဟူးမကြော်ပတ်တီတွေပါလေတလုံးနဲ့ပဲဖွားအားနာလို့ဆရာကိုလေကိုကဒီမှာလာပြီးလက်ကားပေးနေ तू ကသူ့အတွက်လဲ तू စားဝတ်နေရေးအတွက်ပေါ့နော် तू တပည့်တွေကအဲ့လိုမျိုးဟူးမကြော်ပတ်တီလိုက်ယူရင်တလုံးကိုဘလောက်အဲ့လိုသူများဆရာညံပူစော်ကားကတော့တော့ပေါ့နော်အဲ့လိုမျိုးထောက်သွားပြီဆိုလို့ချင်းအဲ့ကြောင့်ကိုကအားနာတယ်အားနာပြီးတော့ဖွားဒီမှာအလက်ကားရတဲ့ခဏပဲလက်လာပေးနေတာအဲ့ဒီမင်းစားမလို့စတဲ့နိုင်ပို့တော့စားသေးလားအဲ့ဒါကကောင်းတယ်စားလို့နဲ့ဟူးမကြော်ပတ်တီတယ်စီတယ်အဲ့ဒါနောက်ပတ်ကြရင်ဖွားတောင်းပေးမယ်နောက်ပတ်ကြလို့စရင်ဒီပတ်ကတော့နေဆရာပေးတယ်လေဆရာပေးတယ်ဖွား
ဟိုနေဖြစ်လို့ဆရာအာနာလို့ဖွားဒီမှာအလကားလက်မပေးတာကိုကအဲ့လိုမျိုးပေးတဲ့ဆိုမကောင်းလေနော်ဆရာအတွက်လဲသူလဲစားဖို့နေရအတွက်သူလဲစားမတက်စင်မှလေသူစားဖို့အတွက်လဲကိုကခြံထားပေးရတယ်ကိုကအကုန်လုံးလိုက်ပေးနေလို့မရစားပြီးလားညီမလေးတဲ့အဲ့ဒါနောက်ပတ်ကြရင်တော့ဖွားပေးမယ်နော်နောက်အပတ်ကြရင်စားတို့ပတ်တီကိုယူမယ်နော်တဲ့နောက်ပတ်ကြရင်စားတို့ပတ်တီယူမယ်အဲ့ဒီဖူးမကြော်ပတ်တီလားတဲ့ရေဖူးမကြော်ပတ်တီတပတ်စာပတ်တီလားအဲ့လိုမျိုးလားရှင်းအောင်ပြောခဲ့ဆရာကိုမဟုတ်ဘူးပေးမယ်ဒါပေမဲ့တော့အဲ့လိုမျိုးဝူးမကြော်ပတ်တီတို့တပတ်စာစားတို့ပတ်တီတို့ယူမယ်ဆိုတော့ပေးရမှာဘာဖြစ်လို့ပေးရမယ်ဆိုတော့ပေးရမယ်ဆိုတာဖွားဖွားသွားပြီးတော့ဒီလောက်ပေးပါဟိုလောက်ပေးပါမပြောဘူးเนาะဖွားဖွားအဲ့ဒါပတ်စံလွှဲပြီးလို့ရှိရင်လည်းဖွားဖွားအဲ့ဒါပတ်စံလွှဲတဲ့စလေးပို့ပေးမယ်အဲ့ဒါဆရာမတောင်းဘူးအလကားပေးတာဖွားဖွားကူးမကြော်ဆိုရတယ်အမားတဲ့โอเคဆရာကမတောင်းဘူးเนาะဖွားလို့ဆရာလည်းပေးမယ်လေအမားတဲ့ဖွားဖွားလို့ဆရာမတောင်းဘူးသူကလေ ကိုလည်းညံဘူးတော့ကတော့လာ မျက်နှာပူတော့ပေါ့နော်အဲ့လိုမျိုးကိုကဒီကနန်းလေးလည်းအလဲကားတော့ယူပြီးတော့အခုသူစီပွားသူစားဖို့နေရတော့သူခြံသားနဲ့အကတ်တွေပါကိုကတတောင်းလို့ဆိုတော့တလုံးပဲလေတာဟုတ်တယ်ဖူးမကြော်ပတ်တီးကတလုံးပဲရှိတယ်မလွဲခဲ့တယ်နော်ဒါပေမဲ့သူပေးနေတာထွက်ခဲ့တယ်ဆိုလို့ဆိုရင်တော့လေကိုကပေးလိုက်တော့မဟုတ်ဘူးနည်းနည်းပဲပါဟောလားဆရာမတို့ဆရာထားရမအောင်မြန်မာပြည်ရတယ်လေမြန်မာပြည်ပြီးကြရင်လေဖွားဖွားပတ်စံမယူဆိုတော့ပတ်စံစကားပြောတယ်လည်းမထင်နဲ့နော်ဖွားဖွားတီးကြကြပဲလုံးမယ်အလုပ်တစ်ခုလုံးရင်တီးကြကြမှဟောက်ရင်ဖွားဖွားမလုပ်ဘူးဒီပတ်လည်းထော့သွားတယ်လေတဲ့လေးတလုံးပါသွားတယ်လေဘူးမကြော့ပတ်တီလေးတလုံးပါသွားဒါမဲ့တဒါတွေကလေမလောက်တော့ကောင်းတယ်စိတ်ဆုပ်တယ်နော်ဖုန်းပညောပတ်တီလို့တာပြောတယ်နော်တလုံးစားတူနဲ့လိုက်ရင်တဲ့အဆင်ပြေတယ်လေတဲ့အမကိုယုံပါတယ်တဲ့အေးဘူးမကြော်လူချင်းတယ်ဖွာလေဘူးမကြော်လူချင်းတယ်ဖွာလေသူတို့ကဖွာဝါသနာပါတယ်ဘူးမကြော်တွေပါတယ်လှုပ်ဆုပ်တယ်ဘူးမကြော်ပတ်တီတဲ့တလုံးပေးတယ်ဆိုလို့ရှိရင်ဒီတလုံးကြီးလိုက်နေရမှာတလုံးဆိုလို့ရှိရင်အကွက်20ကြီးလीဖွာအဲ့ဒါစိတ်ဆုပ်လို့ဖွာအဲ့ဒါလိုက်ခါမှလည်းမပြောတာအဲ့ရောနောက်လို့ငါဖလန့်နေအကုန်လုံးဟိုလိုက်ပြေထိုးဒီလိုက်ပြေထိုးနေငါဖလန့်နေပတ်စံကုန်မဒုက္ခရောက်လို့ဆိုပြီးတော့ဖွာမပေးတာအခုမှပါဇက်စီပြီးလည်းပြောမိတာဖွာ Messenger ရတယ်ဟိုလာခဲ့ TikTok မှာဖွာလင်းချတာတယ်တွေ့လားကလေးရေတွေ့ဘူးလား Messenger မှာဖွာလင်းချတာပဲတဲ့တဲလေးရေ